Okay ဘောရောအားလုံးမင်္ဂလာပါကျွန်တော်တော့ Amdo ပဲဖြစ်ပါတယ်ဒီနေ့ video မှာတော့ကျွန်တော် part 3လို့တောင်ပြောလို့ရမယ်ကျွန်တော်ရဲ့ blog မှာအတီး like ကောက်တဲ့ video လေးပြန်လာပါပြီကျွန်တော်စားတဲ့ကန်ကောင်းမိသားဖြစ်တာကြောင့်ဒီ video ကလည်း song ကန်အောင်လာပါတယ်အဲ့တော့ကြောင့်ဘာတီးရလဲသိချင်တော့ video အဆုံးအထိကြည့်ပေးဖို့အားလုံးပြောချင်ပါတယ်ကဲတော့ video လေးကိုစလိုက်ကြအောင်Okay ဒါကတော့ကျွန်တော်ပထမဦးဆုံး like ကောက်မဲ့အတီးလေးဖြစ်ပါတယ်မီတာ400ကျော်ဆိုတိတ်တော့မဝေးဘူးဒီနားမှာပဲထင်တယ် Okay သွားကြည့်မယ်ညဝေးသွားပြီလားငါမှန်းတာမမအောင်ဆိုတော့ဒါ green zone မှာပဲရှိရပဲ Okay ဟုတ်တယ်ရ green zone ဒီနားမှာပဲ let's go Okay ဘာတီးတော့ပထမဆုံးကျွန်တော်ရမယ်တီးလေးရဝေးဗမာတော့ဟျောက်ရေးအတီးပြောက်နေတယ်တဲ့ဟျောဗမာတော့အောက်ဒီမှာ Oh sound fruit ကမိုက်ပါဒါပေမဲ့တိတ်တော့မကြိုက်ဘူးကွာ။ရရေးသူများကိုပေးရပြီတင်ပါတယ်ကွာ။ Okay ဒီမှာတွေ့ရကောင်ပေးလိုက်တော့မယ်ရောက်လေလာယူရ။နှစ်ခါမပေးဘူးနော်အေးနှစ်ခါမပေးဘူး။နောက်ပြီးတော့မှရော့မှာပြစ်ချလိုက်ပြီ What the dog doing? Okay ကျွန်တော်တာသနာပြုတ်လိုက်ပါပြီလို့ Okay ဒါကတော့ကျွန်တော်ဒုတိယမြောက်လိုက်ကောင်းမဲ့အတီးလေးပဲဖြစ်ပါတယ်။အကွာဝေးရတော့ဒါဝေးနေလို့ထင်တယ်ဘယ်နားမှလည်းမသိဘူး Okay တစ်ချက်သွားကြည့်မယ်ဘရောတည့်ရဲ့အတိုင်းပဲကျွန်တော်ဗီဒီယိုကြည့်နေကြဆိုတော့သိမှာပေါ့ဒီအောက်မှာအတီးပေါ်နေကြဆိုတာလေဒီအောက်ကအပင်ပါ Okay ဘာအတီးတော့ဟို Blizzard အိုးချစ်စရာလေးရောဟေးဒီအတီးလေးကတအားကြိုက်တယ်escapability မို့အတီးပုံစံလေးကိုကြိုက်တယ်ကျချစ်စရာလေး Okay. Yo guys အဲ့တော့ Blizzard ရပါပါဒုတိယမြောက်အတီးရဒါလေးကတော့တတိယမြောက်သွားကောင်းမဲ့အတီးလေးဖြစ်ပါတယ်ဘယ်နားမှလည်းမသိဘူးအေးဒီနားမှာရောက်နေဒီကျုံးပေါ်မှာပဲ Okay ခဏလေးဆောင်ကျွန်တော်တို့သွားယူကြမယ်တိတ်မွေးတော့ကွာဒီနားမှာပဲမီတာ80 60အနောက်မှာဂျောဖန်လေးလိုက်လာတယ်အကောင်တွေကလူးမှလာမဟျောက်ရေးလိုက်ချနေရဟာအိုက်ကြီးနဲ့ Okay မကမာရအောင်မကမာတော့စိုးမစိုးအောင်ဒါပေမဲ့မကမာကြီးကတအားမှနေလုံးနဲ့ Okay ဒါလေးကတော့ကျွန်တော်၄ချိန်မြောက်သွားကောက်မယ်ဒီလေးဖြစ်ပါတယ်။ဘာတီးရမလဲဆိုတော့အားလုံးပဲ like ကြည့်လိုက်ကြအောင်။ Okay ဒီနားမှာပဲရှိရပြီဗျာမီတာ180ကျော်ဆိုတော့နော်။ဒီအောက်ကအပင်ဒါမှမဟုတ်ဟိုးဘက်ကအပင်ပဲဖြစ်ရမယ်။ဟိုငါးချိန်မမောက်ဆိုဒီရက်တောင်ပေါ်မှာ Okay let's go တောင်ပေါ်မှာရှိရဟေးဘာတီးရော Okay ကျုပ်ဘာတီးရော Oh boat of fruits Oh my god Hey boat of fruit Yo အေးငါဗီဒီယိုကြည့်ပြီးတော့ပြီးရင်ဟိုဂိမ်းထဲမှာတွေ့ငါဗုဒ္ဓကြီးရဲ့အတင်းလိုက်မတောင်းနဲ့တောင်းတဲ့သူတွေကအများကြီးအဲဒီကြားထဲမှာပေါ်လာမဲ့အတီးကိုဆောင်နေကျွန်တော်ငါများတာကျွန်တော်ရဲ့ level အမြင်နဲ့အတိုင်းမတ်တော့မှာဖြစ်ပါတယ်ဒီတကောင်များပြီးတော့ level မတ်ပြီပေါ့နော် Okay များတာဟုတ်ပြီ Yo Oh ကျွန်တော် level မတ်သွားပြီ brother တို့ရှူးလိုက်အောင် Okay နောက်ဆုံးကျွန်တော်3လကျော်လောက်ဆော့ခဲ့ blog group ကနောက်ဆုံးမှတ်သွားခဲ့ပါပြီလို့ Okay ဒါလေးကကျွန်တော်9ချိန်မြောက်သွားကောက်မဲ့အတီးလေးဖြစ်ပါတယ်အတီးရဲ့ကွာဝေးကတအားဝေးလုံးနေရအောင်အေးအခုကြည့်နေ brother နဲ့သူမလို့ပူဝေးသွားပြီကွာရှော့တကယ်ကနီးလေးနဲ့ဝေးနေတာဒီနားမှာ Caster of the Sea ပါပဲရှိရယ် Okay ဘယ်နားမှာလဲဒီရှေ့ကဘယ်မှာဘာတီးရော crazy ရောက်ဒီအတီးရောငါတအားမုန်းလာပဲအဲ့ဒါပဲရတယ်ပျော်တော့ပင်လေတဲ့ပဲပြစ်ချရတော့ဂျာလေးကတော့6ချိန်မြောက်သွားကောက်မယ်အတီးလေးဖြစ်ပါတယ်အတီးရဲ့ကွာဝေးကတော့တော်တော်ဝေးနေမီတာ1000ကျော်ကြီးဆိုတော့လိုက်နေသွားမယ်ဆိုတော့ဂျာကြီး Okay နေဦးကျွန်တော်ကျွန်းမန်းလိုက်အောင်ပဲဟုတ်ပြီအကျွန်းပဲဖြစ်ရမယ်ရုပ်ဘာတီးရော Okay ဒီနားမှာပဲအမှန်နော် Okayမီတာ900ကျော်ဒီဘက်မှာဒီပင်မှာအဲ့ပင်မှာပါတီးဟာမြင်နေရတယ် Oh ကွိတ်ဖရူရောက်ရေးကွိတ်ဖရူကတော့ယာခဲတယ်အခုနဲ့မှကျွန်တော်ကွိတ်ဖရူရနှစ်ခါပဲရှိပြီတကယ်ပြောတာကွိတ်ဖရူတော်တော်ယာခဲနေတာ Okay guys ဒါလေးကတော့ကျွန်တော်9ချိန်မြောက်သွားကောင်းပဲဒီလေးဖြစ်ပါတယ်မီတာကတော့ဒီနားမှာကွာဒီနားမှာဆိုတိတ်မဝေးဘူးဒီကျွန်းရဲ့ဘက်ဟိုးဘက်မှာလားမသိဘူး
ဒီဒီလေးနဲ့ပေါ်လာရအောင်ဟေးနော်ဖန်ပါလာတယ် brother ကြီး तू ကတောက်ချောက်အတီးလိုက်တောင်းတာကြောပေးရပြီတဲ့ဟိုပေါ်တယ်အိုးချောအချိုင်ဆုံးအတီးလေးရအောင်ဟေးပေါ်တယ်အာထင်တဲ့အတိုင်းပဲနော်လိုက်တောင်းပြီ brother တို့ကျွန်တော်တခါပြောရအောင်ကျွန်တော်ဂိမ်းထဲမှာတွေ့ရင်ဟိုမာနာကြီးလို့မပေးရမဟုတ်ဘူးကျွန်တော်အဲ့လိုဦးတဲ့ကောင်ကတောင်းသွားလို့ဒီမှာဆိုကျွန်တော်တွေ့ချင်းပဲနော်ကျွန်တော် drop ပေးလိုက်အောင်ကျွန်တော် trader တော့မဟုတ်ဘူးဒီမှာ drop ပေးလိုက်ပြီ okay ဒါလေးကတော့ကျွန်တော်၈ကြိမ်မြောက်သွားကောက်မယ်အသီးလေးဖြစ်ပါတယ်ဘာသီးလေးဖြစ်မလဲဆိုအားလုံးပဲ like ကြည့်လိုက်ကြအောင် okay let's go okay ဘာသီးလေးတွေဘာသီးတွေဒီနားမှာဒီရှေ့ရပေးရ let's go ရအောင်ကြီးမမဟုတ်ဘူးလို့ရအောင်ကြီးတိုင်ပတ်နေတယ်ဒီဘက်ပြင်မှာလားokay ကျွန်တော်ဒီနားလေးကကောက်နေကြမဟုတ်တော့ကျွန်တော်နည်းနည်းလေးခေါင်းစားသွားတာဗျာဒီနားမှာပေါ်လာတခါမသိဘူးအခုမှသိရ okay ဒီရှေ့ပြင်မှာဘာသိရော okay vino fruit ရအောင်ရေး vino fruit okay ဒါလေးကတော့ကျွန်တော်6ကြိမ်မြောက်သွားကောက်မယ်အသီးလေးဖြစ်ပါတယ်မီတာကတော့ဝေးပဲ okay ဒီနားမှာပဲနော်မီတာတိတ်မွေးတော့ဒီရှေ့ကအပင်နေနားမှာရှိလောက် okay let's go ပဲနားမှာလမ်းပြောင်းနေဟဲ့ဒီမှာBuddha fruit let's go ရောက်ပြီ Buddha fruit ရပါယို okay စော့လန်းတယ်ကွာ Buddha fruit okay ဒါကတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်10ချိန်မြောက်ပေါ့ဒီဗီဒီယိုရဲ့အဆုံးသတ်ဖြစ်တဲ့အသီးလေးဖြစ်ပါတယ်အဆုံးသတ်ဖြစ်တဲ့အသီးလေးဖြစ်တာကြောင့်ဘာအသီးလေးရမလဲအားလုံးပဲလိုက်ကြည့်လိုက်ကြအောင် okay ဒီနားမှာဗျာကျွန်တော်တို့အရှေ့ကအပင်နေနားမှာရှိလောက် okay ဘာအသီးတော့magma fruit ပါ bruh စားရရောက်ပြီ magma fruit ရကျွန်တော်စုပ်ပြတ်တတ်နေရပဲဒါပေမဲ့ series event ထွက်တော့ကျန်းတယ်ဗျာကဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီတက်မကကောင်းတဲ့ blog fruit content တွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ဗီဒီယိုကြိုက်တယ်ဆိုရင် like and subscribe နဲ့ကူညီခဲ့ပါအားလုံးပဲနောက်ဗီဒီယိုမှာပြန်ရမယ် bye bye